ယောက်ျားမောင်ဖယားငါစုပွင့်တော်မူမည်မကြတရားကဗဒ္ဒကဘာဟုနာမတွန်ခေါ်မည်တန်ကုန်ပါမလေးဝါဆုံးညီမူတော်မချတူတော်တရားတဆူတော်ဘုရားသာကြံပါလေသည်မွေးမိမေမေဖာကိုဂါရဝနဲ့လုံကျွေးရမည်သုံးလို့ရှင်မြတ်ဘုရားတောင်မှမေကျေးဇူးကိုမဆက်နိုင်ပါပြီဝိပတ္တိတိကိဆိုဒီပြင်းမျိုးလည်းမရအောင်လို့တော်မီယောက်ျားမောင်ယောက်ျားမောင်ဒီဒီပြည့်စရာနာမတွင်ခဲ့တာပောက်ကံရသဝင်းမောကိုတင်ခဲ့တာစရိယဓာတ်တော်ရေအောင်မျိုးမွေရလောကနာနာဖရာကိုလေစေတနာထားလို့လူရန်ခဲ့ကြတာဝိနည်းနိဗ္ဗာန်ကိုသာမဆာယနာဗုဒ္ဓဘဂဝါလောကနာနာဘုရားကိုဆုတောင်းခဲ့ကြပါယောက်ျာ